ကြေးညီနောင်ဖိုးရှိရှိတော့မှာတပြည့်ကြီးပင်ပေါ်မှာရှစ်ဖျာကောင်းနဲ့ကြေးညီနောင်နှစ်ကောင်နေထိုင်ကြတဲ့ခွဲဒီနေ့မှာတော့မမျော်လင့်မဲမိုးသက်လီပြင်းတွေတိုက်ခိုက်လို့ကြေးညီကိုနှစ်ကောင်ဟာတကွဲတပြားပြီးလွင့်ဖင်သွားခဲ့ကြပါတော့တယ်ကြီးကူဟာခိုးသားတပြားတွေနေတဲ့ရွာတွေကိုရောက်သွားပြီးလူရိုးတွေရဲ့ရိုင်းဖိုင်းတဲ့စကားတွေကိုနားဆင်ရီကြီးပြင်းလာခဲ့ရတာပေါ့ကြေးညီလေးကတော့အေဂျင့်နဲ့ယသိကျောင်းသင်ခန်းနာကိုရောက်သွားပြီးယသိကြီးရဲ့ပညာရှိစကားတွေကိုနားထောင်ပြီးယဉ်ကျေးဝါကြီးပြင်းလာပါတော့တယ်ဒီနေ့မှာတော့မင်းကြီးတစ်ပါးဟာတောကစားထွက်ရင်ခိုးသားတွေရဲ့ရွာနာကိုရောက်ရှိသွားခဲ့ပါတယ်အဲ့ဒီအခါမှာကြီးရကိုဟာမင်းကြီးကိုဟေးတက်ဟေးဆိုပြီးရိုင်းဖိုင်းဝါအော်ဟစ်ပါတော့တယ်မင်းကြီးလည်းအော်ပြီးရှေ့ဘက်ထွက်လာခဲ့တာပေါ့မကြခင်မှာပဲမင်းကြီးဟာအေးချမ်းလာတဲ့ယသိကျောင်းသားကိုရောက်သွားခဲ့ပါတော့တယ်ကြေးညီလေးကတော့မင်းကြီးကိုမျက်နှာနဲ့ကြွပါမင်းကြီးနားပါအောင်ဖိတ်ခေါ်ပါတယ်လို့ရှူတာရင်ကြီးကနှုတ်ဆက်ကြိုဆိုခဲ့ပါတယ်အဲဒီအခါမှာမင်းကြီးဟာအပေါင်းအသင်းကောင်းရဲ့ယဉ်ကျေးပြီးအပေါင်းအသင်းမရဲ့ရိုင်းဖတ်တပါလာဟုကြီးမားတဲ့သင်္ကန်းပါတစ်ခုကိုရရှိသွားပါတော့တဲ့ခွဲ